အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆွေတို့ကိုမိတ်ဆက်ပေးနေတဲ့ဆိုင်ငယ်လေးကတော့ကွန်ပျူတာမန်လေးတို့ showroom ကိုရောက်ရှိထားတဲ့ Trust တွင်900ဆိုင်ငယ်ကြီးနဲ့ပဲဖြစ်ပါတယ် Classify ကိုမှ engine power ကြီးကြီးနဲ့စီးကျင်တဲ့ညီကိုမိတ်ဆွေတို့ပို့ပြီးလိုက်ဖက်ပြီးပို့ပြီးတစ်တော်မယ်ဆိုင်ငယ်တစ်စီးလို့ပြောလို့ရပါတယ်ဘိန်းကဘလောက်လှလဲဆိုရင် model 2019ဖြစ်မယ် red wine color လေးကိုမှအပေါ်စင်းဘာမှမပါသေးအောင်တော်တော်လေးကိုလှပါတယ်တစ်ချက်ရှိုးပြဇင်ပိုင်းတွေပါတွေကစားတော်တော်လေးကိုလှပါတယ်ကျွန်တော်အေသောတွေပါတွေပေါ်နာပိတ်နာနေရာမှမပါတဲ့ဆိုင်ငယ်လေးပါနောက်ပြီးတော့ဖောက်ပိုင်းမှာ CEO စိတ်ပါညာအစအကုန်ကင်းပါတယ်ရေတိုင်းကြီးဒီအပေါ်စင်းနာစာကင်းမယ်ပြီးတော့ဖောက်ခေါင်းနေရာစာလုံးဝမလှသေးဘူးဗျမိတ်ဆွေတို့မယုံဘူးဆိုရင်အပြည့်မှာမျက်မြင်ကိုယ်တိုင်လာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်engine power လည်း engine power 900cc တန်းနဲ့ရရှိမှာဖြစ်ပါတယ်တာယာပိုင်းမှာကြည့်မယ်ဆိုရင်ရှေ့နောက်တာယာ weight အပြည့်ကျန်ပါမယ်ခမန်းကြီး95ရာခိုင်နှုန်းထိအသုံးပြုလို့ရရှိအောင်မှာဖြစ်ပါတယ် chain sport ကတည်းကဘာညာမိတ်ဆွေလက်တင်ဆွေးနေစားနဲ့ရရှိပါမယ်နောက်ပြီးတော့ brake ပိုင်းမှာကြည့်မယ်ဆိုရင် ABS brake system တွေလည်းပါဝင်တာဖြစ်တဲ့အတွက်မိတ်ဆွေတို့မောင်းနေတဲ့အခါမှာ slip ဖြစ်တဲ့အန္တရာယ်လည်းကာဝယ်ပေးမှာလည်းဖြစ်ပါတယ်ဒီဆိုင်ကမှာလက်ရှိကီလိုက1000ကျော်လေးပဲရှိတယ်လုံးဝအသစ်ဆိုင်နဲ့စီးရအောင်ပါကီလို1000ကျော်ပဲနောက်ပြီးတော့ original key 3ချောင်းပါ original တော့3ချောင်းပါဝင်ပါမယ်အင်္ဂလန်နိုင်ငံထုတ်ဘိန်းကျယ်လုံးဝပဲဖြစ်ပါတယ် weight အပြည့်နဲ့ရပါမယ်ဗတ်မှန်နေရစလုံးဝလေးကားတွေအကုန်ပါမယ် signal တွေတခုမှမမှားသေးဘူးနောက်ပြီးတော့ original အေသောတွေနဲ့ရရှိမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီဆိုင်က license လည်းပါမယ်ဗျ license ကတော့ share license တက်တန်းအပြည့်ကျန်ရှိမှာပဲဖြစ်ပါတယ်ဘိန်းနဲ့ပတ်သက်ပြီးတော့ engine ရည်သိမ်းနေရစအကုန်စစ်ဆေးလဲလှယ်ပြီးသားဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ showroom ရဲ့ထုံးစံတိုင်းပဲengine ဖွင့်လက်ဘိန်းတိုက်ခိုက်လိုင်းဆောက်အရှုပ်အရှင်းကိုအပြည့်အဝတာဝန်ယူအာမခံရောင်းချပေးမှာပဲဖြစ်ပါတယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့မြန်မာငွေ300ပေါ်မှာရောင်းချပေးမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ page messenger နဲ့ Viber ဖုန်းနံပါတ်ဘတ်တွေမှာအသေးစိတ်ဆက်သွယ်မေးမြန်းလို့ရပါတယ်ခုမိတ်ဆက်ပေးခဲ့တဲ့ဆိုင်ငယ်လေးကိုစိတ်ဝင်စားလို့မျက်မြင်ကိုယ်လာကြည့်ရှုဝယ်အားပေးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဆိုင်လေးစာလေးကမန္တလေးမြို့58လမ်း110 A ကြားလိုက်အနောက်တစ်ဖက်မှာတည်ရှိပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေက966 8400နဲ့ခွန်လေးလုံး400 18တို့ပဲဖြစ်ပါတယ်မန္တလေးမြို့နဲ့အနီးတစ်ဝိုက်မြို့တွေအတွက်ဆရာချအိမ်ရောက်ငွေချေစနစ်နဲ့လည်းဝယ်ယူအားပေးလို့ရပါတယ်ကဲ Classify ကိုအထာကြနဲ့ engine power ကြီးမောင်းနှင်ခြင်းနဲ့ဆိုရင်တော့အင်္ဂလန်နိုင်ငံက Trust Company ကထုတ်လုပ်လိုက်တဲ့ Trust တွင်900ဆိုင်ငယ်ကြီးကျွန်တော်ကွန်ပျူတာမန်လေး showroom မှာရောက်ရှိနေပါပြီဆိုတဲ့အကြောင်းဒီကွန်ပျူတာတို့ကိုမိတ်ဆက်ပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ